Hello ဒီနေ့က grade တွဲအောင်စင်းထွက်တဲ့နေ့လေးပေါ့နော်အိမ်မှာလဲ grade တွဲဖြေရတာတရားရှိတဲ့ခါကျတော့ရင်ခုန်စရာလေးပေါ့နော်အဲကြောင့်ဒီနေ့ငဆုပ်လုံးဖြူချင်းကြော်လေးကြော်ထားပါတယ်ငဆုပ်လုံးကို ready made မသုံးထားဘဲနဲ့ငကွန်းချက်ကိုကိုယ်တိုင်ချစ်ပြီးမှအစာပလာတွေထည့်ပြီးတော့ကိုယ်တိုင်ထောင်းပြီးမှလုံထားတာပါရှင်များတော့အဖြစ်ဖြူချင်းကြော်လို့ရှိရင်လေကြက်သားပြီးဖြစ်ဝက်သားပြီးဖြစ်ကြော်ကြတာများတာပေါ့နော်ဒါပေမဲ့အိမ်ကလူကြီးကသူကကြက်လည်းမစားဘူးဝက်လည်းမစားဘူးဆိုတဲ့ခါကျတော့သူအကြိုက်ပေါ့နော်ငဆုပ်လုံးလေးနဲ့ကြော်ထားပြီးတာပါဒီချိန်ကလေအတီးရွက်တွေအရင်စေးပေါ်တဲ့ခါကျတော့လေအတီးရွက်တွေအများကြီးနိုင်ချင်းထည့်ထားတာပေါ့နော်ချူချင်းကြော်ကလေဒါပထမဆုံးကြော်စားဖူးတာပေါ့နော်အိမ်မှာခါတိုင်းကြော်လို့ရှိရင်အမျိုးသားပဲကြော်ပါတယ်ဒီခါကတော့ဒါအိုက်လက်ရလေးပေါ့နော်ငဆုပ်လုံးနဲ့ကိုယ်တိုင်လုံးနဲ့ကြော်လဲကိုယ်တိုင်ကြော်တယ်ရတာလဲထိမိခွေပေါ့နော်အမှကြော်ရင်နဲ့ကျမဟောတာထည့်ဝင်မိသွားတယ်ရှင်ချခန်ဒီမှဒီကော်ရည်ထည့်ဖို့မေ့သွားပါတယ်အဲ့ဒါကော်ရည်လေးပြန်ထည့်ပြီးလို့ရှိမှတရုပ်နှံ့ကိုပြန်အုပ်ပြီးမှတစ်ခါပြန်ကြော်ပါပါတယ်စားကြပါဦးရှင်တရေရိုဆရာကြီးနော်နားလည်းမှုေးနေရောအတီးရွက်တွေလည်းလက်တော်လေးစိန်ကော့နေတာပဲသိလားမှာစားရလဲထိမိခွေကွယ်အရန်ကောင်းနီးတော့ခေါ်ကြွေးချင်တယ်သိလားစားကြပါဦးရှင်ကျမသားမအောင်ပါဘူးနော်ဒီနေ့လက်မေးနေကြလို့လေအောင်လားဆိုတော့မအောင်ပါဘူးရှင်ကျေးဇူးတင်ပါတယ်